ဘလောက်ပဲပေးဆက်ခဲ့ကျေးဇူးမသိတဲ့လူကမသိတာပဲတန်ဖိုးမထားတဲ့လူကမထားမှာပဲဒါကမှငါကဘလောက်ထိပေးဆက်ခဲ့တာတောင်မှငါ့ဘောကိုမျက်ညာထောက်ထားမှုမရှိဘူးငါ့ဘောကိုတစ်ချက်ကလေးပြန်မကြည့်ဘူးလို့တွေးပြီးတော့ပူလောင်နေတယ်ဆိုရင်တော့သူ့အပြစ်မဟုတ်ပါဘူးမျောလင်းမိတဲ့ကိုယ့်အပြစ်ပါပဲကိုယ့်ဟာကိုယ်နောက်ပိတ်ဆုံးမနေနိုင်လို့အသက်ကြီးပဲကယ်လိုက်အသက်သခင်ကျေးဇူးရှင်လို့ပဲဘွဲကိုခံယူလိုက်ကျေးဇူးမသိတဲ့လူကမသိပါဘူးငဲ့ညာမှုမရှိတဲ့လူကမရှိပါဘူးဒါနဲ့ပတ်သက်ပြီးတော့ဟိုတုန်းကဇတ်တော်လေးတစ်ခုရှိတယ်တခါတော့ကဦးဇင်းတို့ဒီဖျားလောင်းတော်ကြီးကတစ်တော်လောက်ငှက်ကလေးတစ်ကောင်ဖြစ်ခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာဦးဇင်းတို့ရဲ့ဇာလိုက်ကျော်ရှင်ဒေဝရကတော့ခြင်သေးတစ်ကောင်ဖြစ်ခဲ့တယ်တနေ့မှဒီခြင်သေးကအသားစားရင်းနဲ့အာကောင်မှာအယိုးစူးတယ်ပေါ့နော်အယိုးထောက်နေတဲ့အတွက်ကိုပါဇက်ကလုံးဝဘာမှစားလို့မရတော့ဘူးပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်ဒီယောဂနဲ့သူသေမှာပဲအဲ့ဒီအချိန်မှာမနီးမဝေးလေးမှာလာပြီးတော့မှအဲ့ဒီတစ်တောက်လောက်ငှက်ကလေးကလာနာပြီးတော့နေတာကိုခြင်သေးရတွေ့တော့ကျွန်တော်ရဲ့အသက်ကိုကယ်ပေးပါဆိုပြီးတော့မှတောင်းဆိုတယ်ပေါ့နော်အဲ့ဒီမှာတစ်တောက်လောက်ငှက်ကလေးကဘာပြန်ပြောသလဲဆိုတော့တင်းအသက်ကိုတော့ကယ်ခြင်းတယ်တဲ့ဒါပေမဲ့အတင်ကျွန်တော်ကိုဝါမစားလိုက်ဘူးမကြိုက်တတ်လိုက်ဘူးဆိုတာကိုတော့ကျွန်တော်မယုံကြည်ရဲဘူးပေါ့မလုပ်ပါဘူးအသက်ကိုသာပေးပါပေါ့နော်ကယ်ပေးပါပေါ့အသက်ကိုကယ်လိုက်တဲ့အခါမှာအဲ့ဒီတစ်တောက်လောက်ငှက်ကလေးကအဲ့ဒီခြင်သေးရဲ့နှုတ်သီးအပေါ်နှခမ်းနဲ့အောက်နှခမ်းနဲ့မှာဒုံးနဲ့ထောက်ပြီးတော့မှသူဝင်ပြီးတော့ကယ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာပြီးမှဒုတ်ကိုဖြုတ်ပေးလိုက်တယ်ခြင်သေးအသက်ချမ်းသာရသွားတယ်နောက်အချိန်ကြာတဲ့အခါမှာဒီခြင်သေးနဲ့ဒီတက်တလောက်ငှက်ကလေးနဲ့ပြန်တွေ့တယ်အဲ့ဒီအချိန်မှာခြင်သေးကအသားကိုစားနေတယ်တက်တလောက်ငှက်ကလေးကဒီခြင်သေးကျေးဇူးတည်တတ်မှုရှိမရှိကိုစမ်းသပ်တဲ့အနေနဲ့အချင်းခြင်သေးတဲ့ကျွန်ုပ်ကိုအဲ့ဒီအသားလေးနည်းနည်းလောက်မျှပေးပါလားလို့သွားတောင်းလိုက်တယ်တောင်းလိုက်တဲ့အခါမှာခြင်သေးကဘာပြောတယ်မလဲမပေးနိုင်ဘူးတဲ့အသေးကျုပ်ကျွန်ုပ်ရဲ့အာဂရင်းထဲကစူးကိုဖယ်ပြီးတော့ကယ်ပေးခဲ့တဲ့အချိန်တုန်းကတဲ့ကျွန်ုပ်ရဲ့အာဂရင်းထဲကိုရောက်ပြီးသားအသင့်ကိုမစားပဲပြန်လွတ်ပေးလိုက်တာတောင်မှကျွန်ုပ်ရဲ့လူဒန်းမှုတစ်ခုလို့တာတင်တတ်မှတ်လိုက်တယ်ကံကောင်းပေါ့နော်မစားပဲလွတ်ပေးလိုက်တာကျေးဇူးတင်ရအောင်ပဲပေါ့အဲ့ဒီလိုပြောတဲ့အခါမှာတစ်တောက်လောက်ငှက်ကကျေးဇူးမသိတဲ့လူနာမှာနေလို့မရဘူးဆိုပြီးတော့